ကံကုန်အောင်လူဝေးပဲလို့သာသနာကြာရိကအမွေမခံနိုင်ပြီလို့လားရှင်မဟာမဂ္ဂလိဗုဒ္ဓဒိဋ္ဌမထေဆရာမိတ်ကြတော်မူခဲ့တာကတော့ကိုဤသားဖြစ်စေကိတ္တိမာတာဖြစ်စေသာသနာတွင်ကိုသွတ်သွင်းပါသာသာသနာမွေခံဧကမမေမိတ်တာဒုလဘကျုံမြန်ရအဝိဇိတယဟန်ဟန်ငါတင်တွေတင်တော့ပါအားလုံးစုံစင်မြန်ကိုတင်ဆွမ်းတပိပါတင်ငါမိခေရှစ်ပါးငါဆုံးနေကျန်တော်လာမမြောကသာသနာတွင်ကိုတွင်မိတာ
ခဲ့တာ